ဒီနေ့မှာတော့ KD ကဒီ Thanks Spa ဆိုတဲ့ဆိုင်လေးမှာပေါ့နော်သွားစားမှာဖြစ်ပါတယ်ဆိုင်လေးကတော့ကြောင်မြောင်းလမ်းမှာရှိပါတယ်ဆိုင်လေးကဝင်လိုက်တာနဲ့တန်ရှင်းတက်ရက်ပြီးတော့အောက်ထပ်နဲ့အပေါ်တက်ဆိုပြီးတော့လက်ထက်ရှိရပေါ့နော်မြူးလေးရအစုံပဲပေါ့နော်သူကထိုင်းစာတွေရောတရုတ်စာတွေရောရခိုင်စာတွေရောအကုန်ရပါတယ်ဒါလေးကတော့အာလူကြော်လေးပါစီးရလည်းနည်းနည်းလေးပဲပါတယ်အာလူကြော်လေးရလည်းတော်တော်လေးကိုစားကောင်းတယ်နော်ဘူးဒီကြော်လေးစားကြည့်ရဘူးဒီကြော်လေးကချွတ်ရွှနေရပဲပေါ့နော်ပူပူလောလောလေးလည်းဖြစ်တယ်ချွတ်ချွတ်ရွှလေးလည်းဖြစ်တယ်တော်တော်လေးစားကောင်းပါတယ်ဒါလေးကတော့ချက်သွန်ကြော်လေးပေါ့နော်အကြော်ရီအကုန်လုံးကတော်တော်လေးစားကောင်းတယ်အာလူကြော်ရောခုနကဘူးဒီကြော်ရောအခုဆိုရင်တော့ဒါချက်သွန်ကြော်ပေါ့နော်ပြောင်းမှုကြော်တာတည်ရတိုင်းပဲလုံးဝချွတ်ချွတ်လေးနဲ့ချွတ်ချွတ်ရွှလေးမို့လို့တော်တော်လေးစားကောင်းပါတယ်ရှင်အရသာလည်းအရန်ကောင်းတယ်တန်တန်ရှင်လေးနဲ့ကြော်ထားတာမို့လို့ဖူးတလင်အကျော်ဆုံးလေးကိုစားကြည့်ကြပါလို့ပြောချင်ပါတယ်ဆိုင်လေးရလည်းတသက်ရလေးပေါ့နော်သူကမြန်မာထမင်းဆိုင်လို့တော့ထင်ရလောက်အောင်ပေါ့နော်အပြည့်အစင်လေးရလည်းတော်တော်လေးကောင်းတယ်ဝက်ပင်စိန်ထမင်းလေးရလေးကြီးလိုက်တာနဲ့ဟိုလုံးဝစားခြင်းစရာလေးပေါ့နော်ထမင်းလေးရလေးပူပူလေးဝက်ပင်စိန်ရဲ့အရသာလေးရလေးအရသာအဖို့အလိုလုံးဝမရှိဘူးလုံးဝထိမိနေရပဲဝက်သားလေးရလည်းတော်လေးကောင်းတယ်ပင်စိန်ရသာလေးရဲ့ပြီးတော့အထဲမှာသူကပဲသီးလေးလည်းပါတယ်ပေါ့နော်ဝက်ပင်စိန်ကိုလည်းပလိန်ဆွဲတာအရသာကြီးကလုံးဝထိမိနေမှာတော်တော်စားကောင်းတယ်ဒီဆိုင်မှာဒီဝက်ပင်စိန်ထမင်းလေးစားဖို့ပေါ့နော်အကြံပေးချင်ပါတယ်ဝက်တနီအိုကြီးချက်ကကြတော့သူကအချိုလေးချက်ထားတာပေါ့နော်ကျွတ်သွန်လေးနဲ့အချိုလေးပေါ့နော်အဲ့ဒါကိုဝက်သားတုံးကြီးနဲ့ခေတီကအဲ့လိုထမင်းနဲ့ရောပြီးတော့စားပါမယ်တအားစားကောင်းတယ်သူဆိုင်မှာ private room လေးလည်းရှိရပေါ့နော်restaurant ဆိုတာလေးကလေအယောင်လေးနဲ့တော်တော်ချစ်ဖို့ကောင်းနေပြီအပြအောင်လေးဆိုတော့လေဒီဟာလေးနဲ့ဖြီးလိုက်လို့ရှိရင်လုံးဝလန်းဆန်းသွားတာပဲပြေကြီးငါးလေးရပါတော့အနက်ကိုရှူလိုက်တာနဲ့လေလုံးဝအဆက်တဲ့အနက်လေးကထောင်းနေရပဲပြေကြီးငါးလေးကလက်လက်ဆက်ဆက်လေးနဲ့ထုတ်လို့နေတော့လေးစားကောင်းတယ်ရခိုင်လိုက်ရဆိုတော့လုံးဝရှဲပဲသူဆိုင်မှာကထမင်းနဲ့ဟင်းစားမယ်ဆိုရင်လေဒီလိုငပိရည်နဲ့တိုးစရာလေးကို free ပေးတယ်ပေါ့နော်အတိုးအမြုပ်ဆိုရင်လေသူကအစုံပေးထားရပေါ့နော်ငပိရည်လေးကတော်လေးရတာကောင်းတယ်တအားကြီးနဲ့မဆက်ဘူးပေါ့နော်ဆိုင်လေးမှာစားလို့ရှိရင်30%တော့ off ပေးမှာမလို့တော့စားဖို့မမီနဲ့နော်ချိုးပွဲလဲပြီးပြီဆိုတော့အားလုံးပဲတတာ